ကိုယေရှုနာမ၌မင်္ဂလာနံနက်ခင်းပါလို့နှုတ်ဆက်ပါတယ်။နှုတ်ကပတ်တော်အတူစင်ချင်းကိုယူခင်မှာဖျားဆွတောင်းပြီးတော့အစာပြုချင်ပါတယ်။အဖာကိုရောကိုယေရှုတင်နဲ့ပို့ဆောင်ပေးရတဲ့တော်နဲ့ယေရှုတော်ချီးမွမ်းနဲ့ဒီနေ့မနက်တာအတွက်လည်းကိုရောယေရှုတင်နဲ့သူမပြင်ဆင်ခဲ့တဲ့နှုတ်ကပတ်တော်တဲ့ကိုရရှင်သာဥဆောင်ပါလက်တော်ရဲတို့နှုတ်ကပတ်တော်ကိုရရှင်လောက်ရတဲ့အနနဲ့ခါမနီနီနောက်ကလာစီမတီမြယေရှုနာမနဲ့အနပါရပါအာမင်ဒီနေ့မနက်မှာအားလုံးနဲ့တူဆင်ခြင်ခွာယူခြင်းတဲ့အရာကတော့ကျမတို့တွေရန်သူတွေရှိကောင်းရှိလိမ့်မယ်ပေါ့နော်ဒီရန်သူတွေပေါ်မှာကျမတို့မေတ္တာထားရမယ်ဆိုတဲ့အရာပဲဖြစ်တယ်ပြီးရင်ကျမတို့ဒီဆိုးသွမ်းတဲ့သူတွေနော်လမ်းမနေတဲ့သူတွေနော်လောကပြုတ်ရင်မရတော့ဘူးလူတွေအပြစ်ပယ်ခံနေရတဲ့သူတွေကိုမေတ္တာထားလျက်ဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ရဲ့ချစ်ခြင်းဖခင်ရဲ့သူတို့ကိုနောင်တရစေခြင်းနဲ့ဆိုတာကိုပြောပြဖို့ရင်မေတ္တာထားဖို့ရင်ဖခင်လူရှိရဆိုတာကိုပဲဖြစ်ပါတယ်ပြီးခဲ့တဲ့အပတ်မှာပြီးခဲ့တဲ့နှစ်ပတ်လောက်မှာပေါ့နော်ကျမသားလေးကိုကျမBible story ကိုပေါ့နော် YouTube ကနေကျမဖွင့်ပြလေးရှိတယ်အဓိကlistening ပေါ့နော်ဖះငယ်စဉ်နေတာဖះအကြောင်းနဲ့လည်းရင်းနှီးစီခြင်းနဲ့ပြီးတော့အင်္ဂလိပ်စာနဲ့လည်းရင်းနှီးစီခြင်းတဲ့အတွက်ကျမသားလေးကိုအင်္ဂလိပ် Bible story ကျမဖွင့်ပြတယ်super book ပေါ့နော်အဲ့ဒါမှာကျမယောဟနာအကြောင်းဖွင့်လိုက်တယ်ခါတိုင်းကျမယောဟနာအကြောင်းကြားဘူးတယ်ဒါပေမဲ့ကျမဖျားခင်ဘာပြောလဲဆိုတော့အမှုမဲ့အမတ်မဲ့ဖြစ်ခဲ့တာမျိုးရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီမှာဖျားခင်ကကျမကိုသွန်သင်တယ်ယောဟနာအဖြစ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့အားလုံးသိပြီးသားဖြစ်တဲ့ယောဟနာအကြောင်းနဲ့အတူတကွဆင်ခြင်ကိုယူချင်ပါတယ်အားလုံးသိကြတဲ့အတိုင်းယောနာအကြောင်းကိုကြားဘူးပြီးဖြစ်တယ်။ဒါပေမဲ့ဒီကနေ့မှာပြန်လိုက်ပြီးခွန်အားယူအောင်နော်ပြန်လိုက်ပြီးတော့ဘုရားခင်တွင်တဲ့အရာတွေကိုရှင်းချင်းအောင်နော်။ဘုရားခင်ကယောနာကိုနိနေဝေမြို့ကိုတွားခိုင်းခဲ့တယ်။အဲကိုတွားပြီးတော့မှချင်းချောက်စကားပြောဆိုခိုင်းတယ်မနော်။ယောနာဝိထုခန်းကြီး1ခန်းငယ်နေတင်ချ၍တဲ့နိနေဝေမြို့ကြီးကိုတွားပြီးနေချင်းချောက်သောစကားနှင့်ကြွေးကြော်လော့ထိုမျိုးပြုသောဒုစရိုက်အဖြစ်သည်ငါရှိသို့တက်လာပြီးမိတ်တော်မူ၏တဲ့ဘုရားသခင်ကပြောတယ်အဲ့မျိုးကိုတွားပြီးချင်းချောက်ဘာလို့ဆိုအဲ့မျိုးကလူတွေကလှုပ်တဲ့ဒုစရိုက်အဖြစ်တွေဆိုးသွမ်းတဲ့အရာတွေကဘုရားခင်ရှေ့မှောက်မှာအယံများနေပြီဖြစ်တယ်ချင်းချောက်ခိုင်းနေဆိုတာကနောင်တရစေခြင်းလို့ဖြစ်တယ်ထိုမြို့ကလူတွေကိုဒီအဖြစ်နုံနဲ့ကနေနောင်တရစေခြင်းနဲ့ဖြစ်တယ်နောင်တမရရင်သူတို့မြို့ကိုဖျက်ဆီးမယ်ဆိုပြီးတော့မှဒီချင်းချောက်စကားကိုတွားပြီးတော့မှပါခိုင်းနေတာဖြစ်တယ်ဒါပေမဲ့ယောနာကလုံးဝမတွားချင်ဘူးเนาะမတွားချင်တဲ့အခါမှာသူကနိနေဝေမြို့နဲ့ဝေးတဲ့နေရာတွားဖို့သူကြံစီတယ်အမှသူကနိနေဝေမြို့ရဲ့စัจจิဘတ်ရဲ့ဖြစ်တဲ့ဒါရှုမြို့ကိုသူကပြေးဖို့ကြံတယ်ဒါပေမဲ့ရုပ်ပင်မြို့ကိုအရင်ရောက်တယ်ရောက်တဲ့အခါမှာသူကဒါရှုမြို့ကိုတွားမယ်သင်္ဘောကိုတွေ့တယ်အဲ့မှာသူကသင်္ဘောသားတွေကိုပတ်စံပေးတယ်ပြီးရင်သူလိုက်ချင်တယ်ပေါ့နော်ဒါရှုမြို့ကိုလိုက်ချင်တယ်ဆိုတော့သူကလိုက်စီးခဲ့တယ်သင်္ဘောကိုဒါပေမဲ့မကြာခင်မှာပဲဘုရားသခင်ကပင်လယ်မှာပြင်းထန်တဲ့မုန်တိုင်းကိုဖြစ်စေတယ်အားလုံးသိကြတဲ့အတိုင်းမုန်တိုင်းကလုံးဝပြင်းထန်တယ်အခါမှာသင်္ဘောသားတွေကလည်းအချင်းပြောကြတယ်မင်းတို့ကိုးကွယ်တဲ့ဖျားကိုစီကိုဆုတောင်းကြပြီးအပြစ်ဝန်ခံကြမင်းတို့ဘာအပြစ်လုပ်ခဲ့လဲတောင်းပန်ကြနောက်အဲ့အချိန်မှာယောနာကone bite သင်္ဘောရဲ့ one bite မှာအေးဆေးပဲအိတ်နေတာကိုတွေ့ရတယ်အဲ့နဲ့သင်္ဘောသားတွေကသွားပြီးတော့ယောနာကိုလည်းဆုတောင်းခိုင်းတယ်ပေါ့နော်မင်းဖျားကိုဆုတောင်းမင်းဘာပြစ်လုပ်ခဲ့လဲအမှသူတို့အလုံးစာရေးတန်းချရတော့မှလောက်ကြတဲ့အခါမှာယောနာကြောင့်မသိတဲ့အခါမှာယောနာကိုအဲ့ချိန်မှာယောနာပြောတယ်โอเคငါ့ကိုသင်္ဘောကနေပင်လယ်ထဲပြစ်ချမယ်ဆိုရင်ဒီလီမုန်တိုင်းကရက်သွားမှာဖြစ်တယ်ပေါ့နော်အဲ့ချိန်မှာအလုံးကလည်းအမှန်ဆိုမပြစ်ချင်မနဲ့ဒါပေမဲ့ယောနာကိုပင်လယ်ထဲကိုပြစ်ချလိုက်တယ်သူအခါမှာမုန်တိုင်းကလည်းချက်ချင်းကိုငြိမ်သက်သွားပြီးတော့မှဘုရားသခင်ကငါးကြီးတစ်ကောင်ကိုယောနာကိုမျိုးစေဖို့ရန်အတွက်စီခိုင်းခဲ့တယ်ယောနာဟာငါးရဲ့ဝမ်းပိုက်ထဲမှာ3ရက်
နော်ဖျားခင်နေစီခဲ့တယ်နော်အဝမ်းပိုက်တယ်မှာဖျားခင်သူကဆူတောင်းတယ်နော်သူဆူတောင်းတယ်သူစီရဲ့ဒုက္ခတွေကိုသူဆူတောင်းတယ်ဖျားခင်ကိုဟစ်ကြော်တယ်နော်အဲ့ချိန်မှာဖျားခင်ကသူ့ရဲ့စကားကိုနားထောင်တယ်နော်ပြီးတော့မှဖျားခင်က3ရက်မြောက်တဲ့နေ့မှာငါးကြီးကိုငါးကြီးကိုယောနာကိုအန်စီခဲ့တယ်သူကယောနာကုန်းပေါ်သို့အန်နေတယ်နော်ယောနာဝတ္ထုခန်းကြီးနဲ့ခန်းငယ်30မှာထိုအခါငါးကြီးသည်သာရဖျား၏အမိတ်တော်ကိုခံ၍တဲ့ယောနာကိုကုန်းပေါ်သို့အန်လေ၏တဲ့ယောနာကုန်းပေါ်ရောက်သွားတဲ့အခါမှာလည်းဘုရားသခင်ကထပ်ပြောတယ်ယောနာဝတ္ထုခန်းကြီး3ခန်းငယ်1နောက်တစ်ဖန်သာရဖျား၏နှုတ်ကပတ်တော်သည်ယောနာသို့ရောက်လာသည်ကအခန်းငယ်2သင်ချ၍နိနေဝေမြို့ကြီးသို့တွားလော့ငါမှာထားသည့်အတိုင်းကြွေးကြော်လော့ဟုမိန့်တော်မူ၏တဲ့ခန်းငယ်3မှာထိုအခါသာရဖျား၏အမိန့်တော်အတိုင်းယောနာသည်ထ၍နိနေဝေမြို့သို့တွား၏တဲ့နိနေဝေမြို့သည်အလွန်ကြီးသောမြို့3ရက်ခရီးကျယ်ဝန်းသောမြို့ဖြစ်သည်တဲ့ထိုအချိန်မှာပဲယောနာကဖျားခင်ပြောတဲ့အတိုင်းနိနေဝေမြို့ကြီးကိုတွားတယ်တွားပြီးတော့မှဖျားခင်ပြောခိုင်းတဲ့အတိုင်းကိုသူပြောတယ်သူပြောတဲ့အခါမှာသူစိတ်ထဲမှာသူအစမပြောချင်ဘူးဆိုတာဒီလူတွေကဆိုးမိုက်တယ်သူပြောတာလည်းနာခံမှာမဟုတ်ဘူးသူအထင်သေးတဲ့အကြည့်နဲ့ကြည့်ကြမယ်ပြီးရင်သူ့ကိုရှုံချကြမယ်ဆိုပြီးတော့သူကမပြောချင်ဘူးပြီးရင်ဒီလူတွေကအရင်ဆိုးမိုက်တဲ့အတွက်နောင်တရဖို့ရင်ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းကိုမထိုက်တန်ဘူးဆိုပြီးတော့သူကမပြောချင်တာဖြစ်တယ်သူတော်ပြီးတော့ပြောတယ်ပြောတဲ့အခါမှာယောနာပြောပြအောင်မှာသူကအရန်ကိုစိတ်ညစ်တယ်အမျက်လည်းထွက်တယ်ပြီးတော့ဘုရားခင်သူပြောတယ်ဘာလို့ဆိုတော့ဘုရားခင်ရဲ့နှလုံးသားကိုယောနာကသိပြီးသားဖြစ်တယ်ဘာလို့လဲဆိုတော့ယောနာဝတ္ထုခန်းကြီး4ခန်းငယ်9ကိုရောဒီတနာဆုံမဲ့တတ်တော်ဖျားဖြစ်၍တဲ့စိတ်ရှိသောသဘောကျေးဇူးပြုသောသဘောအပြစ်ဒဏ်ပေးမိအမှုကိုနောင်တရတဲ့တော်သဘောရှိတော်မူကြောင်းကိုအကျွန်ုပ်သိပါ၏တဲ့ဟောဖျားယောနာကဖျားခင်ရဲ့စိတ်သဘောတော်ကိုသိရတဲ့အတွက်သူကလုံးဝမပြောချင်တာဖြစ်တယ်။ဘာလို့ဆိုတော့ तू လုံးဝအမျိုးကလူတွေကိုနောင်တရဖို့ရင်လုံးဝမမျောလင့်ထားတာမဟုတ်ဘူးနော်။နောင်တရမှလည်းမဟုတ်သူဖျားခင်ကခွင့်လွှတ်ခြင်းနဲ့မထိုက်တန်ဘူးဆိုတော့ तू ခံယူထားတာဖြစ်တယ်။အဲ့နဲ့ယောနာကတဲ့မြို့ तू ကစောင့်ကြည့်နေတယ်။ဒေါသလည်းထွက်နေ तू ကမြို့ကဖျားခင်သူဘလို့ဖြစ်သွားမလဲသူတို့နောင်တမရဘူးလို့ပဲထင်နေအမျိုးကလူတွေဒါဖျားခင်ဒီမြို့ဘလို့စီရင်မှန်းဆိုတာကိုသူကမြို့အပြင်ဘက်ကနေပြီးတော့မှသူကကြည်နေတယ်တဲ့ပြီးတော့သူချင်းချောက်ခဲ့တယ်လို့ပဲဖြစ်အဲ့အလူတွေကနောင်တရပြီးတော့မှဖျားခင်ကိုတောင်းပန်ကြတယ်နော်ဘယင်ကအစဖျားခင်ဘယင်ကသူ့ရဲ့ဝတ်ဆောင်တွေကိုချွတ်ပြီးတော့မှဖျားခင်ကိုတောင်းပန်နေဆိုတာကိုတွေ့ရတယ်ဒီလိုပဲမနော်ကျမတို့အသက်တာမှာလည်းစင်ချဖွင့်ဖြစ်တယ်ကျမတို့တစ်ခါတလေယောနာကဲ့သို့ဖြစ်ကောင်းဖြစ်လိမ့်မယ်ယောနာထက်တောင်ဆိုးတဲ့အချိန်တွေဖြစ်လိမ့်မယ်ပေါ့နော်ကျမတို့ရဲ့ယံသူတွေကိုကျမတို့ကနှောင်ထားရဖို့ရင်အတွက်အလိုမရှိပါဘူးကျမတို့ကိုလှုပ်ထားတဲ့သူကကိုခံစားတာထက်ဒီလူကငါကိုလှုပ်ထားတာထက်နှစ်ဆသုံးဆမကပြန်ခံရမယ်လို့ပဲကျမတို့ကတွေးထားဖြစ်တယ်ပေါ့နော်အဲ့ဒါကျမသားလေးကိုပုံမြင်ကိုဖွင့်ပြတဲ့အခါမှာဒါငါ့ကိုဘုရားသခင်စကားပြောနေပါလားဘုရားသခင်ကယန်သူကိုခွင့်လို့စေခြင်းနဲ့ကိုဟာကိုယန်သူခွင့်လို့တက်စေခြင်းနဲ့ပြီးရင်ကိုရဲ့ယန်သူကိုနောင်တရဖို့ရင်ထိုဘုရားသခင်နောင်တရဖို့အလှရှိတယ်ဆိုတာလေပြောစီခြင်းနဲ့ဆိုတာကိုဘုရားသခင်ကကျမကိုတုံ့တင်နေတယ်ဆိုတာကိုကျမသိလိုက်ရတယ်ပြီးတော့ကျမယောနာဝတ္ထုအခန်းကြီးနောက်ဆုံးပိုင်းမှာနော်ယောနာဝတ္ထုအခန်းကြီး၄အခန်းငယ်7မှာငါသည်များစွာသောတရိษံတို့ကိုမဆိုကိုလက်ရလက်နှင့်လက်ဝဲလက်ကိုမြပိုင်းခြား၍မသိတော့သူ3,200မကလူများသောနိနေဝေမြို့ကြီးကိုငါနှမျောသင့်သည်မဟုတ်လောဟုမိန့်တော်မူ၏ထိုကျမ်းပိုက်ကိုကြည့်တဲ့အခါမှာဘုရားသခင်ကကျမတို့ကို
နှမျောနေရဲဆိုတာကိုသိစေတယ်အပြစ်ရှိတဲ့သူတွေအားလုံးကိုနောင်တရပြီးတော့မှဖျားသခင်ထံပြန်လှည့်လာဖို့ရင်ဖျားသခင်ကမျောလင့်နေတာဖြစ်တယ်ကျမတို့အသက်တာမှာကျမတို့နဲ့အစဉ်ပြေတဲ့သူတွေနော်ဒုက္ခရောက်နေတဲ့သူတွေတနာဖို့ကောင်းတဲ့သူတွေကိုကျမတို့မေတ္တာပြရလေဖျားခင်အကြောင်းပြောနိုင်ဖို့ဆိုတာကဖြစ်နိုင်တယ်ဗောနော်ဒါပေမဲ့ကိုယ့်ရဲ့ယဉ်သူတွေကိုကြတော့လုံးဝဒါကမဖြစ်နိုင်တဲ့အရာဖြစ်တယ်ဖျားခင်ကျမကိုတွင်တင်တဲ့အခါမှာကျမပြန်လဲပြီးတော့လေဆင်ခြင်ရပြီးတော့သူကဲ့သို့ကိုယ့်ယဉ်သူကိုမေတ္တာပြဖို့ရန်အတွက်လည်းကျမပြန်ပြီးတော့ဆုတောင်းရတယ်ဒါကြောင့်မလို့ဒီယောနာအသက်တာအပြင်ကျမတို့စင်ကြီးကိုအာယူဖွင့်ရဖြစ်တယ်ကျမတို့အသက်တာမှာကျမတို့နဲ့ဘလောက်ပဲမတည့်တဲ့သူပဲဖြစ်ဖြစ်ကျမတို့အမြင်မှာဘလောက်ဆိုးတဲ့သူပဲဖြစ်ဖြစ်ကျမတို့ရဲ့ယဉ်သူပဲဖြစ်ဖြစ်ကျမတို့ကမေတ္တာပြလဲဖျားသခင်ရဲ့ချစ်ချင်းမေတ္တာဖျားသခင်ရဲ့ကောင်းမြတ်ခြင်းသူတို့ကိုဖျားသခင်ကအနောင်တရဖို့ရင်အလိုရှိနေတယ်ဆိုတာကိုကျမတို့ပြောပြသင့်တယ်ဆိုတာကိုအနေငယ်ခွန်အားပေးတိုက်တွန်းချင်ပါတယ်အားလုံးပေါ်မှာဖျားသခင်ကောင်းချီးပေးပါစေနောက်ကဘတ်တော်ကိုပြန်လည်အနံ့အောင်အဘာကိုရောကိုယေရှုတင်နေဒီနေ့နောက်ကဘတ်တော်ကိုရောယေရှုတင်နေဆက်လက်ပြီးသမီးတို့ကိုတွင်တင်ပါလမ်းပြပါဒီနေ့နောက်ကဘတ်တော်အတိုင်းပဲကျမတို့တွေဟာကျမတို့နဲ့အစင်မပြေတဲ့သူတွေကျမတို့ရန်သူတွေလို့ဆိုတဲ့သူတွေဒီလမ်းမနေတဲ့သူတွေကိုတကယ်ပဲမေတ္တာပြလျက်ကိုရရဲ့ကောင်းမြတ်ချစ်ခဲ့တဲ့ခြင်းကိုပြောပြနိုင်တဲ့သူတွေဖြစ်စေပါဒီကျမတို့ရဲ့မာကျောနေတဲ့နှလုံးသားကိုပျော်ပြောင်းစေလျက်မေတ္တာပြတတ်သောသူတွေဖြစ်စေပါမည်ကြောင်းအသက်တာအလုံးကိုဂရရှင်လောက်ရဲ့ထဲအနန္တလို့ဒီနေ့ဖြတ်တန်းရမယ့်အငန်းတာလှူရှားမယ့်အရာတွေအတွက်ဂရရှင်လောက်ရဲ့ထဲအနန္တနဲ့အခါမှာမနေ့နေ့နောက်ကလအစီအမတည်မြဲယေရှုနာမနဲ့အနန္တပါရပါအာမင်